စနေညကလည်းတရက်ညဖြစ်ခဲ့ပြန်ပါပြီ။ TikTok မှာဗီဒီယိုလုပ်ခဲ့တဲ့ Chelsea ဂိုးပေါက်လေးကတော့ Estevao ရဲ့မိနစ်65မိနစ်အနိုင်ဂိုးကြောင့်မလို့အပြည့်ပျော်ရွှင်ရမယ့်နေရာကနေပြီးတော့ပြား20သာပျော်ရွှင်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ Telegram Channel မှာသုံးသက်ချက်ပြည့်ပြည့်စုံစုံနဲ့ရွေးချယ်ပေးခဲ့တဲ့6ပွဲမှာဆိုရင်တော့ဖြင့်9ပွဲတိအောင်မြင်ခဲ့ပါတယ်။တရက်ရဲ့အကိုရီမောင်လေးတွေအတွက်တာဝန်ကျေတဲ့စနေညလေးဖြစ်ခဲ့ပါတယ်နော်။ရွေးချယ်ပေးခဲ့တဲ့ပွဲလေးတွေကတော့ Leeds ဂိုးပေါ် Levante Man U ကိုအောက် Oxford ကိုပေါ် Real ကိုပေါ် Bayern ကိုအောက်တို့က 100% ဝinခဲ့ပါတယ်။ Chelsea ကိုအောက်ကတော့ 20% ပဲဝinပါတယ်။ Leeds Body နဲ့ Arsenal ကိုပေါ်လေးကတော့ 100% ရှုံးနေသွားပါတယ်။ဒီတနင်္ဂနွေညမှာလည်းနိုင်ပွဲတွေတိမ့်ပတ်ချင်နေဆိုရင်တော့တစ်ရဲ့ Telegram Channel လေးကို join ထားကြဖို့ပြောချင်ပါတယ်။ဒီဗီဒီယိုရဲ့ comment မှာ Channel link လေးကိုချထားပေးပါမယ်။အားလုံးပဲ join ထားနိုင်ပါတယ်။ချက်နဲ့တူ Telegram ကပွဲတွေနဲ့အကုန်လုံးအောင်ပွဲခံကြမယ်။အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။တတား